အခုဗီဒီယိုမှာတော့ grade 11 biology chapter 2 carbohydrate ရဲ့ part 2အပိုင်းနှစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် hexo sugar ဆိုတာက antabolic ကာဗွန်အရည်အတွက်6လုံးပါတဲ့တကြားကို hexo sugar လို့ခေါ်မယ်ဒါကြောင့်မို့သူမှာ hexo carbon atom 6လုံးရှိမယ်and ပြီးတော့သူ့ရဲ့ general formula က C6H12O6ကဲပြီးလို့ရှိရင် they are the best known monosaccharide သူတို့တွေကလူသိအများဆုံးသော monosaccharide တွေဖြစ်တယ်ပြီးလို့ရှိရင်သူတို့တွေကလည်း often taste sweet and အရသာရှိုးတယ်ပေါ့နော်။ပြီးတော့မှဘာပါလဲဆိုရင် glucose, lactose, mannose နဲ့ fructose ဆိုပြီးတော့ဒီအမျိုးအစားလေးမျိုးတွေ့ရတယ်ပေါ့နော်။ဒီ glucose ကျတော့ဘေးမှာတွေ့ရတဲ့ monosaccharide လေးဆိုလို့ရှိရင်ပေါင်းမုံနေကိန်းတွေအဲ့လိုမျိုးအစားပေါ့နော်။ဒါဘာလီတို့ဂျုံအဲ့လိုမျိုးလုပ်တဲ့အစားအစာတွေမှာတွေ့ရတဲ့တကြားပေါ့နော်။ lactose ကကျတော့နိုးနဲ့ဆိုင်တဲ့ပစ္စည်းတွေဥပမာဆိုရင်ဒိန်ချင်းတို့ဒိန်ခဲတို့အဲ့လိုမျိုးအရာတွေမှာတွေ့ရတဲ့တကြားတက်ကို lactose လို့ခေါ်မယ်။အခု mannose ကကျတော့ဒီ glucose နဲ့စားလို့ရှိရင်အချိုနေတယ်ပေါ့နော်။ဒီ lactose ကလည်းအတူတူပဲအချိုနေတယ်။ဒီ mannose ကဘေးမှာတွေ့ရလဲဆိုရင် apple, panty တို့ပြီးလို့ရှိရင် orange လေးမျိုးတို့အဲ့လိုမျိုးအရာတွေမှာတွေ့ရတဲ့တကြားတက်ပေါ့နော်။နောက်ဆုံးတစ်ခုကတော့ fructose ကကျတော့ခုန glucose လိုပဲသူကရှိုးတယ်ပေါ့နော်။ပြားရည်လိုမျိုးပြီး mango တည့်ရည်ပေါ့နော်အဲ့မှာဆိုရင်တွေ့ရတဲ့တခြားတက်က fructose လို့ခေါ်တယ်ပြီးလို့ရှိရင်သူတို့ရဲ့ fertility စာပုံတော့ ring structure ဆိုတဲ့ခွန်ဆက်ပုံစံမှာဆိုလို့ရှိရင် has2 isomer အသွင်ခွဲနှစ်ခုရှိရဲအဲ့ဒါ isomer ရဲ့အဓိပ္ပာယ်ဒီ different formပုံစံနှစ်ခုအသွင်ခွဲနှစ်ခုရှိရပေါ့နော်အဲ့မှာဆိုရင်အဲ့နှစ်ခုကိုနာမည်က alpha နဲ့ beta လို့ရှိတယ်ဥပမာ glucose ကိုပြောမယ်ဆိုရင် glucose မှာအမျိုးအစားနှစ်ခုကွဲတယ် alpha glucose နဲ့ beta glucose ဒါဆိုရင် alpha နဲ့ beta နဲ့ဘာကွာလဲဒီပုံလေးမှာကြည့်မယ်ပေါ့နော်ဒီပုံလေးမှာဆိုလို့ရှိရင်ရှေ့ကပုံက alpha glucose ရဲ့ပုံနောက်ကပုံက beta glucose ရဲ့ပုံဒီပုံလေးမှာဆိုလို့ရှိရင်သူတို့ဒီကာဗွန်အရည်အတွက်6လုံးကိုက်တယ်ပြီးလို့ရှိရင်ဒီကောက်အောက်ဆီဂျင်ပေါ့နော်အောက်ဆီဂျင်6လုံးလည်းကိုက်တယ်ဒီမှာဆိုဟိုက်ဒရိုဂျင်ကိုလိုက်ရေးလိုက်မယ်ဆိုလို့ရှိရင်ဒီပုံလေးမှာဆိုလို့ရှိရင်ဟိုက်ဒရိုဂျင်က9လုံးမရှိနေလိမ့်မယ်ပေါ့နော်တကယ်တော့ဒါ12လုံးသူကဒီကာဗွန်အတန်တစ်ခုချင်းဒီမှာဆိုလို့ရှိရင်ဟိုက်ဒရိုဂျင်လေးဘုံလေးတစ်ခုရှိတယ်အဲ့ဒါကိုသူကထည့်မထားတာပေါ့ဒီပုံမှာတစ်ခုဒီ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 မှာဟိုက်ဒရိုဂျင်5လုံးရှိမယ်နော်ငကိုရှိရ9လုံးနဲ့ဆိုလို့ရှိရင်ကာဗွန်ဟိုက်ဒရိုဂျင်12လုံးခိုက်တယ်ပေါ့နော်ဒီမှာဂလူကိုဆိုလို့ရှိရင် OH group လေးဒီ1ကာဗွန်ရဲ့အောက်ဘက်ကနေရှိတ်ထားတယ်ဒီ F beta မှာဆိုလို့ရှိရင်1ကာဗွန်ရဲ့အပေါ်ဘက်မှာရှိတ်ထားတယ်ဒီ alpha နဲ့ beta ကပါခွာလဲဆိုရင်ဒါလေးပဲခွာလဲပေါ့နော် alpha ဒီ OH hydroxide group ဒီကာဗွန်အတန်ရဲ့ below ဒီမှာဆိုလို့ရှိရင်1အတန်ရဲ့ above alpha ဆိုလို့ရှိရင် below beta ဆိုလို့ရှိရင် above အဲ့လိုမျိုးမှတ်ထားရပြီပေါ့နော်ဒီနောက်ခုဒီ galactose မှာဆိုလို့ရှိရင်လည်းပဲဒီ alpha နဲ့ beta နဲ့ဘာကွာလဲပေါ့ဒီ alpha မှာဆိုလို့ရှိရင်ဒီကာဗွန်1အတန်ရဲ့အောက်မှာ OH group လေးကပြီးလို့အောက်မှာအပေါ်မှာရှိမယ်ဒီဘက်မှာပုံလေးမှာဆိုလို့ရှိရင် OH group လေးဒီကာဗွန်1လေးရဲ့အပေါ်ဘက်မှာရှိမယ်ဒီနှစ်ခုပဲကွာတယ်ပေါ့နော်ဒီနေ့မှာဆက်ပြီးပြောရှင်းတာကဒီ glucose နဲ့ galactose နဲ့ဘာကွာလဲပေါ့နော် glucose နဲ့ galactose နဲ့ဘာမှမကွာလဲဆိုလို့ရှိရင်ဒီနောက်ကဒီကာဗွန်4မှာရှိတဲ့ OH group လေးကွာတယ်ပေါ့ဒီကာဗွန်4မှာဆိုလို့ရှိရင် glucose မှာဆိုရင် OH group လေးကအောက်ဘက်ကဆက်ထားတယ်ဒီ galactose မှာဆိုလို့ရှိရင် OH group လေးကဒီအပေါ်ဘက်မှာဆက်ထားတယ်အဲ့နှစ်ခုကွာတယ်ပေါ့နော်ဒါက glucose နဲ့ galactose မတူတာနောက်ထပ်ဒီပုံလေးမှာဆိုလို့ရှိရင်ဒါက mannose ရဲ့ပုံဒီရှေ့ကပုံက alpha mannose နောက်ကပုံက beta mannose ဒီ alpha mannose မှာဆိုလို့ရှိရင်ရှေ့ကအတိုင်းပဲ OH group လေးဒီခုနကာဗွန်ရဲ့အောက်ဘက်ကနေစိတ်ထားတယ်ဒီ beta mannose မှာဆိုလို့ရှိရင် OH group လေးဒီကာဗွန်ရဲ့အပေါ်ဘက်မှာရှိတ်ထားတယ်ဒါဆိုရင် alpha နဲ့ beta ကွဲတယ်ပေါ့နော်ကဲနောက်ခုသုံးတစ်ခုက fructose မှာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲ alpha fructose နဲ့ beta fructose alpha fructose မှာဆိုလို့ရှိရင် OH group လေးဒီကာဗွန်လေးရဲ့အောက်ဘက်ကနေရှိတ်ထားမယ် beta fructose မှာဆိုလို့ရှိရင်ကျတော့ဒီ OH group လေးဒီကာဗွန်လေးရဲ့အထက်ဘက်မှာအပေါ်ဘက်မှာပေါ့နော် above မှာစိတ်ထားမယ်ဒီ moose living တင်တက်ရှိအများစုက create energy တို့တက်ရှိတွေဆိုလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင် energy တွေကိုဖန်တီးရတယ်စွမ်းရည်တွေဖန်တီးရတယ်ပေါ့နော်ဒါဆိုရင် energy တွေဘယ်လိုဖန်တီးမလဲဆိုလို့ရှိရင် by breaking down the monosaccharide glucose တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ monosaccharide ပေါ့နော် simple sugar ပေါ့နော်ဥပမာဆိုရင် glucose ပေါ့ glucose ကိုများသောအဖြစ်သူကဖြိုခွဲကြရတယ်တဲ့အဲ့ပြီးတော့ဖြိုခွဲလိုက်တဲ့အခါမှာထွက်လာတဲ့ energy တွေကိုသူတို့တွေက harvest ဆိုတာယူသုံးတယ်ပေါ့နော် harvest the energy ဘယ်ကနေထွက်လာတာလဲ release from chemical bonds of glucose ခုနက glucose ရဲ့ chemical bond တွေကနေမှထွက်လာတဲ့ energy ကိုသုံးတယ်အပြင် any glucose in the food အစားအစာထဲမှာရှိတဲ့ဘယ် glucose မဆိုဟုတ်ဘူးနော် that has been eaten ကိုစားလိုက်တဲ့အစားအစာထဲမှာပါဝင်တဲ့ဘယ် glucose မဆိုက can be absorbed ဆုပ်ယူနိုင်တဲ့ကိုယ့်ရဲ့အစားခဏကိုပေါ့နော် and ပြီးတော့ use directly in the cell ထဲမှာဆိုလို့ရှိရင်ဒါရိုက်အသုံးပြုလို့ရတယ်ဆက်လက်ပြီးတော့ disaccharide ဆိုတာက monosaccharide နှစ်ခုပေါင်းပြီးတော့ဖြစ်လာတာက disaccharideဒီမှာဆိုလို့ရှိရင် monosaccharide နှစ်ခုပေါင်းလို့ရှိရင်disaccharide ဖြစ်လာရပေါ့နော်ဒီမှာဘာထွက်လာလဲဆိုလို့ H2O water ထွက်လာတယ်အဲ့ reaction ကိုကျတော့ condensation reaction လို့ခေါ်မယ်
ကလို့ဒီ reaction ကို reverse ပေါင်းပြပြန်လိုက်မယ်ဆိုလို့ရှိရင် disaccharide ကိုရေပေါင်းမယ်ဆိုလို့ရှိရင်သူ monosaccharide နှစ်ခုရမယ်ပေါ့နော်အဲ့ reaction ကိုကျတော့ hydrolysis reaction လို့ခေါ်မယ်ဒါဆိုရင်ဒီ mono နှစ်ခုကြားမှာ disaccharide ဖြစ်သွားအောင်ဘယ်ဘူးနဲ့ချိန်ထားလဲဆိုရင် glycosidic linkage or covalent bonding နဲ့ချိန်ထားလို့မှတ်ထားမယ်ပေါ့နော်ဒီမှာဥမာလေးပေးထားတယ်monosaccharide နှစ်ခုပေါ့နော် glucose နှစ်ခုပေါင်းရင်ပါရလဲဆိုရင် maltose ဆိုတဲ့ disaccharide ရဒီမှာပါထွက်သွားလဲ H2O ထွက်သွားတယ်နောက်တစ်ခုအဲ့ glucose နဲ့ fructose နဲ့ပေါင်းမယ်ဆိုလို့ရှိရင် sucrose ဆိုတဲ့တရားဟောရတယ်ပေါ့နော်သူကကြောင့်ကြံတရားလို့ပြောတာပေါ့သူကနောက်ကရေးထွက်သွားမယ်နောက်တစ်ခု galactose နဲ့ glucose နဲ့ပေါင်းမယ်ပေါ့ဒါဆိုလို့ရှိရင်ပါရမယ် lactose ရမယ်နောက်က H2O ထွက်သွားမယ်ဒီ maltose တို့ sucrose တို့ lactose တို့အဲ့အရာတွေကပါလဲဆိုလို့ရှိရင် disaccharide တွေခြေက monosaccharide လေးပေါင်းကနေဖြစ်လာတဲ့ဟာလေးကို disaccharide ပေါ့နောက်မှာပါထွက်သွားမယ်ဆိုရေးထွက်သွားမယ်ဆိုတာမှတ်ထားမယ်ဒီပုံလေးမှာပြထားတာကဒီမှာ glucose နှစ်ခုရှိတယ် glucose နှစ်ခုပေါင်းလိုက်တဲ့အခါမှာဒီမှာဘာဖြစ်သွားလဲဆိုရင် sucrose ဖြစ်သွားတယ်ဒါဆိုရင်ဒီရှေ့က glucose မှာရှိတဲ့ OH မှာရှိတဲ့OH လေးရယ်ဒုတိယ glucose မှာရှိတဲ့ H လေးရယ်ပေါင်းလိုက်တဲ့အခါမှာဆိုရင်ဒီရေ molecule အဖြစ် H2O အဖြစ်ထွက်သွားတဲ့အခါမှာဒီမှာဘာလေးပဲကျန်ခဲ့မှာဆို O ပဲကျန်ခဲ့မယ်အဲ့ O လေးဒီ molecule နှစ်ခုကြားမှာ glycosidic bond အနေ covalent bond အနေနဲ့သူကရှေ့ဆက်ပေးထားတယ်ဆက်လက်ပြီးတော့ disaccharide ဆိုတာကတဲ့ are made out of two monosaccharide နှစ်ခုနဲ့ဖွဲ့စည်းထားတာအဲ့ monosaccharide ကို join together ဆက်ပေးထားတယ်ဘာလို့လဲဆိုရင် by a glycosidic linkage ခုနပြောတဲ့ covalent bond လေးပေါ့နော်သူ့ကိုတို့က which is a covalent bond ဖြစ်တယ်ဥမာဖြစ်ပြောမယ်ဆိုလို့ရှိရင်ရှေ့မှာပြောဥမာလိုပဲ maltose ကဘယ်ကနေဖြစ်လာလဲ is made out of two glucose နှစ်ခုပေါင်းလို့ရှိရင် maltose ဖြစ်လာမယ်သူ့ကိုဘယ်မှာတွေ့ရလဲဆိုလို့ရှိရင် found in germinating seeds ဟိုအစိအဆန်ပေါ့နော်ဥမာဆိုရင်ဗာလဲဘာလီတို့ရှေ့မှာဥမာပြောခဲ့တယ်ပေါ့ cake တွေတို့ bread တို့အဲ့ကနေလုပ်တဲ့ဂျုံတွေဘာလီကနေလုပ်တဲ့ပစ္စည်းတွေပေါ့နော်အဲ့လိုနေရာမှာဆိုလို့ရှိရင် maltose ကိုအများဆုံးတွေ့ရတယ်နောက်ခု sucrose ကကျတော့သူကြံတကြားလို့ခေါ်တယ်သူကြံတကြားဒီအခုပုံမှန်စားနေကြတကြားပေါ့နော် table sugar သူဆိုလို့ရှိရင် is made of one glucose molecule joined with one fructose molecule glucose molecule တစ်ခုရဲ့ fructose molecule တစ်ခုနှစ်ခုပေါင်းပြီးဖြစ်လာတာက sucrose သူ့ကိုတော့ကြံတကြားပေါ့ဒီ maltose ကိုကျတော့သူကကောက်နှံတကြားလို့ခေါ်တယ် sucrose ကိုကျတော့ကြံတကြားလို့ခေါ်တယ်နောက်ဆုံးတစ်ခုကကျတော့ lactose ဆိုတာကနုတကြားသူ့ရဲ့နာမည်တိုင်းပဲ milk sugar သူ့ကျတော့ is made out of one glucose unit joined with one glucose galactose molecule တစ်ခုကို glucose molecule တစ်ခုနဲ့ချိန်ထားတဲ့အခါမှာဆိုရင် lactose တကြားရမယ်ပေါ့နော်ဒီပုံလေးမှာဆိုလို့ရှိရင် formation of maltose ဘယ်လိုဖြစ်လာလဲဆိုတာသူဖော်ပြထားတယ်ရှေ့မှာဆိုလို့ရှိရင်ဒါကalpha glucose လေးဒီမှာလည်းပဲ alpha glucose နှစ်ခုကိုပေါင်းလိုက်တယ်အဲ့ဒါအဲ့ reaction ကိုတို့က condensation ပေါ့နော် condensation reaction လို့ခေါ်မယ်ဒါဆိုရင်ခုနကရှင်းမှာလည်းရှင်းခဲ့ပြီးသားဒီရှေ့က glucose မှာပါတဲ့ဒီ OH လေးက OH ရဲ့နောက်က glucose မှာရှိတဲ့H လေးရပေါင်းလိုက်တဲ့အခါမှာဆိုရင်ခုနောက်ကနေမှ H2 ကိုဆိုပြီးရေးထွက်သွားမယ်ဒါဆိုရင်ကြားထဲမှာဒီ O လေးပဲကျန်ခဲ့မယ်ပေါ့နော်အဲ့ O လေးရဲ့ဒီ bond လေးကိုတို့က glycosidic bond လို့ခေါ်တာဒီပုံမှာဆိုလို့ရှိရင်လည်းပဲဒီမှာ maltose ရဲ့ sucrose ရဲ့ lactose ရဲ့သူတို့သုံးခုဘယ်လိုဖြစ်လာလဲဆိုတဲ့ပုံလေးကိုဒီမှာပြထားရပေါ့နော်ဒီမှာဆိုရင် maltose ဆိုလို့ရှိရင် glucose နှစ်ခုပေါင်းလို့ရှိရင်ဖြစ်လာတယ် sucrose ဆိုရင် glucose နဲ့ fructose ပေါင်းလို့ရှိရင်ဖြစ်လာတယ် lactose ဆိုလို့ရှိရင် galactose နဲ့ glucose ပေါင်းလို့ရှိရင်ဖြစ်လာတယ်ဒီသင်ခန်းစာလေးကဒီလောက်ပဲပေါ့နော်